ကမ္ဘာဘောလုံးလောကမှာကစားသမားတစ်ယောက်အတွက်တဦးချင်းရရှိနိုင်တဲ့အမြင့်မားဆုံးနဲ့ဂုဏ်သိက္ခာအကြီးမားဆုံးဆုတစ်ခုကိုပြပါဆိုရင်ဘလွန်ဒီအောလို့ခေါ်တဲ့ရွှေဘောလုံးဆုကိုပဲအားလုံးပြကြပါလိမ့်မယ်။မက်ဆီရိုနယ်ဒိုစီဒန်ရိုနယ်တင်ညိုတို့လိုကမ္ဘာထိပ်တန်းကစားသမားကြီးတွေတိမ့်ပိုက်ခဲ့မှုတဲ့ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ဆုကြီးဟာဘယ်တော့ဘလို့စတင်ခဲ့တာလဲဘယ်သူကစတင်တီထွင်ခဲ့တာလဲဆိုတာကိုရောတင်သိပါသလား။ဘလွန်ဒီအောဆိုတာပြင်သစ်ဘာသာစကားဖြစ်ပြီးGolden Ball သို့မဟုတ်ရွှေဘောလုံးလို့အဓိပ္ပာယ်ရပါတယ်ဒီဆုကို1956ခုနှစ်မှာပြင်သစ်အားကစားမဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ France Football ကစတင်မိတ်ဆက်ခဲ့တာပါအဲ့ဒီအချိန်က France Football ရဲ့အယ်ဒီတာချုပ်နဲ့ဘောလုံးကစားသမားဟောင်းဖြစ်သူ Gabriel Hanot ဟာဥရောပရဲ့အကောင်းဆုံးဘောလုံးကစားသမားကိုသတင်းထောက်တွေရဲ့မဲပေးစနစ်နဲ့တေချာရွေးချယ်ပေးခြင်းနဲ့စိတ်ကူးနဲ့ဒီဆုကိုစတင်ဖန်တီးခဲ့တာဖြစ်ပါတယ်1956ခုနှစ်မှာကျင်းပခဲ့တဲ့ပထမဆုံးမဲပေးပွဲမှာတော့အင်္ဂလန်ကလပ်ဘလက်ပူးရဲ့အတောင်ပံကစားသမားဆာစတန်လီမက်တူးစ်ကရီယယ်မက်ဒရစ်ရဲ့ကနဝင်ကစားသမားအယ်ဖရက်ဒိုဒီစတီဖာနိုကိုကျော်လွန်ပြီးတမိုင်းမှာပထမဆုံးဘလွန်ဒီအောဆုရှင်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကဘလွန်ဒီအောစီးမြင့်တွေဟာအခုခေတ်နဲ့အတော်လေးကွာခြားခဲ့ပါတယ်။စတင်ချိန်ကစပြီး1994ခုနှစ်အထိဒီဆုကိုဥရောပနိုင်ငံသားဖြစ်ပြီးဥရောပကလပ်မှာကစားနေသူများကိုပဲပေးအပ်ခဲ့တာပါဒါကြောင့်ပီလီနဲ့မာရာဒိုနာတို့လိုကမ္ဘာ့ကဏ္ဍဝင်ကြီးတွေဟာဘလွန်ဒီအောဆုကိုတစ်ကြိမ်မှမရရှိခဲ့ကြပါဘူး1995ခုနှစ်မှာတော့ဘလွန်ဒီအောရဲ့တမိုင်းသစ်စတင်ခဲ့ပါတယ်ဥရောပကလပ်မှာကစားနေတဲ့မြည်သည့်နိုင်ငံသားမဆိုရရှိနိုင်အောင်စီးမြင့်ဖြေလျှော့ခဲ့တာကြောင့်1995မှာဂျော့ရှ်ဝီအာဟာပထမဆုံးဥရောပပြင်ပအာဖရိကကစားသမားအဖြစ်ဘလွန်ဒီအောကိုရရှိခဲ့ပါတယ်။အဲဒီနောက်2009ခုနှစ်မှာတော့ကမ္ဘာတဝန်းလုံးမှာရှိတဲ့မြည်သည့်ကလပ်မြည်သည့်နိုင်ငံသားမဆိုရှင်ပြိုင်ခွင့်ရအောင်အပြည့်အဝပွင့်လင်းပေးခဲ့ပြီးစစ်မှန်တဲ့ကမ္ဘာအကောင်းဆုံးကစားသမားဆုဖြစ်လာခဲ့တာပါ။ဒီနေ့မှာတော့ဘလွန်ဒီအောဟာအလေးချိန်9ကီလိုဂရမ်ခန့်ရှိပြီးစစ်မှန်တဲ့ရွှေစိန်ထားတဲ့ဘောလုံးဆုဖလားကြီးဖြစ်ပါတယ်။ကမ္ဘာတဝန်းကအတိအမှတ်ပြုသတင်းထောက်တွေနိုင်ငံအသင်းနီးပြတွေနဲ့အသင်းကောင်းဆောင်တွေရဲ့မဲပေးမှုနဲ့ဆုရှင်ကိုရွေးချယ်တာဖြစ်လို့ FIFA ရဲ့ The Best ဆုထက်တောင်တမိုင်းကြောင်းပိုမိုရှည်လျားပြီးဂုဏ်သိက္ခာကြီးမားတယ်လို့သတ်မှတ်ကြပါတယ်။ဒါကတော့ဘလွန်ဒီအောဆုကြီးဘလို့စတင်ခဲ့လဲဆိုတဲ့စိတ်ဝင်စားစရာတမိုင်းကြောင်းပဲဖြစ်ပါတယ်။တင်တို့စိတ်ကြိုက်အကြိုက်ဆုံးဘလွန်ဒီအောဆုရှင်ကရောဘယ်သူဖြစ်မလဲ။ကွန်မန့်မှာဝင်ရောက်ပြောကြားသွားကြပါဦး။နောက်ထပ်စိတ်ဝင်စားစရာဘောလုံးသမိုင်းကြောင်းတွေကိုကြည့်ရှုဖို့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်တော့ကြည့်ရှုပေးခဲ့လို့အားလုံးကိုကျေးဇူးတင်ပါတယ်